ကိုပိုင်တမျက်စီးတန်ရသွားတဲ့ Harry က Quidditch ပြိုင်ပွဲကိုပြိုင်ဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပါတယ်။အဲနောက်အသင်းခေါင်းဆောင်ကသူ့ရဲ့ပထမဆုံးနေ့မှာဘောလုံးထိမှန်ပြီးပြန်နိုးလာတော့ဆေးရုံမှာတစ်ပတ်ရှိပြီဆိုတဲ့အကြောင်းသူ့ရဲ့အတွေ့အကြုံကို Harry ကိုပြောပြနေခဲ့ပါတယ်။ပြိုင်ပွဲစတင်တော့ Harry တို့ Gryffindor အသင်းကအသာစီးရနေခဲ့ပါတယ်။ဒါကိုမကျေနပ်တဲ့ Slytherin အသင်းခေါင်းဆောင်ကလာနေသောဘောလုံးကိုတုတ်တံနဲ့ရိုက်ချကာ Gryffindor အသင်းခေါင်းဆောင်ကိုထိမှန်စေခဲ့ပါတယ်။တခြားသော Gryffindor အသင်းသားတွေအပေါ်မှာလည်းကြမ်းကြမ်းတမ်းတမ်းကစားခဲ့ပြီး Slytherin အမှတ်ပြန်ရအောင်လုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်ရွှေဘောလုံးလေးက Harry ရှေ့မှာပြန်သွားတာကိုမြင်တော့ Harry ကလိုက်ဖမ်းမဲ့အချိန်သူ့ရဲ့တမျက်စီးတန်ကိုတစ်စုံတစ်ယောက်ကကျိန်စာတိုက်နေသလိုဖြစ်နေခဲ့ပါတယ်။ဒါကို Hermione ကမှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါမှာ Professor Snape ကဂါထားရွတ်နေတာကိုတွေ့ခဲ့ပြီး Professor Snape စီသွားကာဝေးရုံကိုမီးရှို့ပေးခဲ့ပါတယ်။ Inflammatory. အဲဒီနောက် Harry ကတမျက်စီးပေါ်ပြန်တက်နိုင်သွားခဲ့ပြီးရွှေဘောလုံးနောက်ကိုပြိုင်ဘက်ကစားသမားနဲ့အတူလိုက်နေခဲ့ပါတယ်။အဲဒီနောက် Harry ဟာပြိုင်ဘက်ကစားသမားမလိုက်နိုင်မဲ့အနိမ့်ဆုံးအထိဆင်းသွားခဲ့ပြီးရွှေဘောလုံးလေးကိုခုန်ကာဖမ်းခဲ့ပြီးအမှတ်တရ50ရရှိကာ Gryffindor အသင်းအနိုင်ရသွားခဲ့ပါတယ်။အဲနောက်ခရစ္စမတ်ပိတ်ရက်ကိုရောက်တဲ့နေ့မှာ Hermione ကအိမ်ပြန်သွားပြီး Ron ရဲ့မိဘတွေကသူ့အကိုစီသွားကြတဲ့အတွက်ကြောင့် Ron က Harry နဲ့အတူ Hogwarts ကစားနေခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ Ron နဲ့ Harry တို့ကလက်ဆောင်တွေရခဲ့ပြီး Harry အတွက်ကတော့ဒါကိုမင်းအဖေပိုင်ဆိုင်ခဲ့ပြီးအခုတော့မင်းကိုလွှဲပေးတော့မည်ဖြစ်ကြောင်းတစ်စုံတစ်ယောက်ကရေးထားသည်။လက်ဆောင်ထုပ်ကိုဖွင့်ကြည့်တဲ့အခါကိုပြဝတ်ရုံဖြစ်နေခဲ့ပါတယ်။ထိုကိုပြဝတ်ရုံနဲ့ညဘက်စာကြည့်တိုက်ရဲ့တားမြစ်ဧရိယာကိုခိုးထွက်လာပါတယ်။အဲဒီမှာ Professor Snape နဲ့ Professor Quirrell တို့စကားများနေတာကိုတွေ့ခဲ့ပါတယ်။မနက်ကျတော့စာကြည့်တိုက်ထဲမှာသူတို့၃ယောက်ရှာကြရင်းနဲ့မော်စွမ်းအားကြီးတဲ့ကျောက်တုံးတစ်ခုအကြောင်းကိုတွေ့ရှိခဲ့ကြပါတယ်။အဲကျောက်တုံးကထာဝရအသက်ရှင်စေနိုင်တဲ့အစွမ်းရှိကြောင်းသိခဲ့ရပြီးခေါင်းသုံးလုံးခွေးကြီးစောင့်ကြပ်နေတာထိုခန်းဖြစ်မယ်လို့ယူဆခဲ့ကြပါတယ်။ညဘက်ရောက်တဲ့အခါ Hagrid ကိုသွားမေးတော့ Hagrid ကနဂါးလေးတစ်ကောင်မွေးထားတာကိုတွေ့ခဲ့ကြပါတယ်။သူတို့ Hagrid စီရောက်နေတာကို Draco ကလိုက်ချောင်းခဲ့ပြီး Professor McGonagall နဲ့တိုင်ကြားခဲ့ပါတယ်။ညဘက်အခွင့်မရှိဘဲအပြင်ထွက်ခဲ့တဲ့အတွက်ကြောင့်သူတို့၄ယောက်လုံးကို Professor McGonagall က